ဒီနေ့တင်ရမယ့်အခန်းကတော့အခန်း30 물건 구입 물건ဆိုတာပစ္စည်း 구입ဆိုတာဝယ်ယူခြင်း 물건 구입ပစ္စည်းဝယ်ယူခြင်းအဲ့တော့တင်ရမယ့် grammar တွေမှာနေယူပါမယ်ပြီးရင် are 주세요ပါမယ် verb ပေးပါဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့meaning တွေမှာဆိုရင်တော့상태 관련 어휘အခြေအနေနဲ့ဆက်ဆက်နေတော့ meaning များနောက် 화폐와 물품 구매 관련 어휘 화폐ဆိုတာကငွေကြေးနဲ့ 물품ပစ္စည်း 구매 ဝယ်ယူခြင်း 관련ပတ်သက်နေတော့ 어휘 စကားလုံးများနောက်မွန်တော်မှာဆိုရင်တော့မူရင်းဖမ်းမဲ့ကြောင့်မူရင်းဆိုတာကလူမဲ့ဖမ်းမဲ့ကြောင့်ဆိုတာအယောင်ဆိုင်အဲ့ဒီအကြောင်းတွေကိုတင်ရမယ်ဒီအခန်းမှာတော့ဒီအကြောင်းတွေတင်ရပါမယ်အဲ့တော့ပထမဦးဆုံး meaning လာမယ်ပေါ့နော် 어휘 နံပါတ်1အခန်း30ရဲ့ 어휘 1 상태 관련 어휘 상태အခြေအနေ 관련ပတ်သက်သော 어휘 စကားလုံးများ크다ကြီးသည်အရာဝတ္ထုတွေကြီးတဲ့နေရာမှာသုံးတယ်ပေါ့နော်ကြီးသည်ဒါပေမဲ့သူ့မှာအဓိပ္ပာယ်က3ခုလောက်ရှိမယ်ကြီးတယ်အရာဝတ္ထုနဲ့ဆိုရင်ကြီးတယ်အတန်ဆိုရင်ကျယ်တယ်အရက်အမောင်းဆိုရင်ရှည်တယ်3ခုပေါ့နော်အဲ့တော့ရှည်ကြီးကျယ်လို့မှတ်တယ်ရှည်တယ်အရက်အမောင်းနဲ့ဆိုရင်ရှည်တယ်ကြီးတယ်အရာဝတ္ထုနဲ့ဆိုရင်ကြီးတယ်အတန်နဲ့ဆိုရင်ကျယ်တယ်크다ဒီနေရာမှာတော့ကြီးသည်ဆိုတဲ့အဓိပ္ပာယ်နဲ့ပဲသုံးမယ်ဒါပေမဲ့သူ့မှာအဓိပ္ပာယ်နောက်ထပ်ကြီးသည်အပြင်နောက်ထပ်2ခုရှိသေးတယ်ဆိုတာကိုသိထားရမယ်နောက်작다သေးသည်ဒါလည်းကြီးသည်ရဲ့စန့်ကျင်ဘက်သေးသည်작다လူလည်းကြီးသည်လိုပဲအဓိပ္ပာယ်3ခုရှိမယ်အရာဝတ္ထုဆိုရင်သေးတယ်အတန်ဆိုရင်တိုးတယ်အရက်အမောင်းဆိုရင်ပုတယ်အဲ့တော့ပုသေးတိုးပူသေးတိုးဆိုရင်မှတ်တယ်ပေါ့နော်ပူတယ်အရက်မောင်းဆိုရင်ပူတယ်အရာဝတ္ထုဆိုရင်သေးတယ်နောက်ပြီးတော့အတန်ဆိုရင်တိုးတယ်အဲ့တော့크다ကြီးသည်작다သေးသည်နော်ဘေးကိုသွားမယ်싱싱하다လက်ဆက်သည်싱싱하다လက်ဆက်သည်အသီးနှံတွေလက်ဆက်တယ်လို့ပြောတဲ့အခါမှာသုံးမယ်상하다ပုတ်တိုးသည်상하다ပုတ်တိုးသည်သူကအသီးတွေပုတ်တိုးသွားရင်ပဲဖြစ်ဖြစ်အရာဝတ္ထုတွေကအခြေအနေမကောင်းတော့ဘူးဖြစ်သွားတယ်ဆိုရင်상하다လို့သုံးပါတယ်နောက်많다ဟာနဲ့ဒါနဲ့တွင်ထတန်ပြောင်းပေးရတယ်ဒါကြောင့်많다များသည်အရေးအတွက်များတယ်လို့ပြောရင်သုံးတယ်적다သူ့ရဲ့စံကျင်ဘက်နည်းသည်အရေးအတွက်နည်းရင်ပြောရင်သုံးတယ်싸다ဈေးပေါ်သည်ဈေးချိုသည်ဟုတ်ပြီနော်비싸다ဈေးကြီးသည်နောက်가볍다ဆိုတာကပေါ့ပါသည်무겁다လေးလံသည်길다ရှည်သည်짧다တိုးတောင်းသည်တိုးတောင်းသည်နောက်과일တစ်တီ 수박ဖရဲသည်딸기 스트로베리 오렌지 레몬သည်상자 뜯다 잘ကောင်းwonဒါက1ပတ်စံ unit ကိုရီးယားရဲ့ပတ်စံ unit က1ဟုတ်ပြီနော်အဲ့ဆိုကြည့်မယ်크다 작다 싱싱하다 상하다 많다 적다 싸다 비싸다 가볍다 무겁다 길다 짧다 과일 수박 딸기 오렌지 상자 잘 won အဲ့တော့ meaning နေပြီးသွားပြီအမှာ meaning ပြီးသွားတဲ့အောက်မှာ tips ကလေးအရင်ရှိပါတယ်အဲ့ tips ကလေးကိုအရင်ကြည့်အောင်ပါထားလက်
ထားလက်ဆိုတဲ့အတိတ်ပဲဖြုတ်ချင်းလို့ပြောတာပေါ့နော်ပြောက်သွားတာကိုဆိုလိုတာနုံကဒီထားလက်ကို bulky chick လို့ခေါ်ပါတယ်ဘာ bulky chick လို့ပဲစီကမ်းလိုက်နာတဲ့စကားလုံးထဲမှာသူပါတယ်ပေါ့နော်အဲ့ဒီနေရာမှာထားလက်ဒီဘာကိုပြောချင်တာလဲလို့ပြောရင်အိုအနောက်မှာတို့အာအောနဲ့ပေါင်းတဲ့အခါမှာတွေပျောက်သွားတာကိုဆိုလိုတာပါအမှခတာဆိုရင်ခနဲ့အောနဲ့ပေါင်းရင်ခေါ်ဆိုပြီးဖြစ်သွားပြီးမှပျောက်သွားတယ်ခေါ်ပဲကြံခဲ့တယ်ဒါကိုထားလက်လို့ခေါ်တာပါဘယ်အချိန်တွေမှာ तू ကထားလက်ဖြစ်တာလဲဆိုရင်အာအောနဲ့ပေါင်းရင်ကပျောက်ပေးရတယ်ဟုတ်ပြီနော်ဒါကအာယိုအောယိုတင်တဲ့နေရာမှာတင်ခဲ့ပေးပြီးသားပေါ့နော်အဲ့တော့အထွေထူးမပြောတော့ဘူးဒီအာအောနဲ့တွေ့တဲ့အခါမှာပြောက်ရတယ်ဒါသိပြီးသားပေါ့နော်အဲ့တော့သူရေးထားတာလေးကယုံငွန်အသုံးပြုတဲ့စကားလုံးရဲ့ organ အဆုံးသတ်မှာမာကြီးမမိုးနောက်ဆုံးအဆုံးသတ်ကနောက်ဆုံးတရကဆိုရင်တော့အောရိုဖြစ်ရှိချက်ခါနန်အစပြုနေတော့အောမီစကားဇက်အောနဲ့အစပြုနေတဲ့စကားဇက်တွေနဲ့ကျော်ရဖတ်တယ်ဆက်သွယ်တဲ့အခါမှာပေါင်းဆက်ရတဲ့အခါမှာထားလက်ခန္ဓာဖြုတ်ထားရပါတယ်အောနဲ့ပေါင်းရင်ကပြုတ်သွားမယ်ဟုတ်ပြီနော်ဒါဆိုရင်ရှင်ဘာရီ정말커요 신발 판나가 정말 되게고 커요ဆိုတော့크다 어요ပေါင်းတာအာနဲ့တွင်ပြုတ်ဆိုတော့ပြုတ်သွားတော့커요ပဲကြံတယ်အဲ့တော့ 신발이 정말 커요 판나가 되게ကြီးတယ်ဒါမျိုးထားလက်လို့ခေါ်တာပါဟုတ်ပြီနော်အဲ့တော့ထားလက်ကိုရသွားပြီနားလည်သွားပြီဆိုရင်เนาะဒီဘက်မှာလေ့ကျင့်ခန်းလုပ်ပါမယ်တကယ်လို့နားမလည်သေးဘူးဆိုရင်လာမေးပါအဲ့တော့လေ့ကျင့်ခန်းမှာသူကဘိုကီပေးထားတယ်ကွက်လက်လေးဖြည့်ပေးရမယ်ပေါ့နော်နာရှိကနာပါယောယာတီဥဒုကမကောင်းဘူးလားအဲ့လိုဆိုရင်အာညီကိုနာရှိကချိုဝါယောဟင်ယာတီဥဒုကောင်းပါတယ်နာရှိကချိုဝါယောနံပါတ်1ကိုကြည့်အောင်အိုရန်ဂျီကမာနာယောလိမ္မော်တီကများလားအဲ့တော့တလုံးမရှိရဆိုတော့အာညီကိုချောကောယောဟုတ်ပြီနော်ချောကောယောနဲပါတယ်အာညီကိုချောကောယောအိုရန်ဂျီကိုပြန်ထည့်ခြင်းနဲ့ရတယ်မထည့်ရင်လည်းရတယ်နားလည်ပြီးသားတွေမလို့မထည့်လဲဘာမှမဖြစ်ဘူးအဲ့တော့1 3 4ရတော့ကိုယ့်ဘာသာကိုဖြေကြည့်ပါပြီးရင်အဖြေလာပြပေးပါနော်နားမလည်တာရှင်းမေးပါ